အားလုံးပဲမင်္ဂလာပါနောက်ကောက်ပန့်ချကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပန်ဒိုဂျာနဲ့ပွဲအတွက်ဂျော်ရှာဘန်ရဲ့ပွဲပေါ်ချင်းကပ်ပုံနဲ့ပတ်သက်ပြီးပြပြပေးခြင်းပါတယ်ပန်ဒိုဂျာနဲ့ပွဲအတွက်ဂျော်ရှာဘန်ရဲ့ပွဲပေါ်ပြင်ဆင်ထားမှုပေါ်ကျွန်တော်အမြင်အရဆိုရင်တော်တော်လေးသဘောကျမိပါတယ်အဓိကအားဖြင့်သူ့အနေနဲ့ကပန်ဒိုဂျာရဲ့တိတ်တောင်းတွေအတွက်အများကြီးအာရုံမထားထားဘူးဘာလို့လဲဆိုအရှေ့ပိုင်းမှာပန်ဒိုဂျာရဲ့ပြိုင်ဘက်တွေကသူ့ရဲ့တိတ်တောင်းတွေကိုကာကွယ်ဖို့ပြင်ဆင်ရင်းနဲ့ပဲပွဲထဲမှာရုန်းကန်ခဲ့ရတယ်သူ့အနေနဲ့ကတော့ဒီလိုအဖြစ်ခံမှာမဟုတ်ဘူးသူ့ရဲ့တိတ်တောင်းတွေရယူခဲ့ရင်လည်းအကောင်းဆုံး defend လုပ်မယ်ကိုယ့်ရဲ့အားသာချက်ဖြစ်တဲ့ striking ဘိုင်းမှာလည်းကောင်းကောင်းအသုံးချသွားမယ်လို့ဆိုထားပါတယ်ဒီအချက်ကပဲဂျော်ရှာဗန်အတွက်ပိုပြီးကောင်းမွန်တဲ့ပွဲရလဒ်ကိုအထောက်အကူပြုသွားမယ်လို့ထင်ပါတယ်။ပြိုင်ဘက်ပေါ်လေးစားမှုအပြည့်ရှိသလိုတေချာလေးအာယုံစိုက်ပြစင်ထားတဲ့သူ့ကို၃ချီအတွင်းနော့ကောက်ချပြမယ်။ပြီးရင်မြန်မာကိုကဘာကတိအောင်ကြိုးစားသွားမှာပါဆိုပြီးဂျော်ရှာဗန်ကတော့ဆိုထားပါတယ်။ဆိုတော့ပြည်သက်တွေအားလုံးလည်းမြန်မာပြည်ဖွာချင်းဖိုက်တာလေးကိုလာမယ့်9ရက်နေ့မှာအပြည့်အဝအားပေးကြမယ်လို့ထင်ပါတယ်။ဆိုတော့ဒီနေ့ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။အားလုံးလည်းကျေနပ်ကြမယ်လို့ထင်ပါတယ်။ဆိုတော့ကျွန်တော်တို့ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေလည်း subscribe လေးလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်